Hello အားလုံးပဲမင်္ဂလာပါရှင် Brilliance ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Brilliance ကနေပြီးတော့panel discussion လေးတစ်ခုစီစဉ်ထားပါတယ်ဒီ panel discussion လေးကတော့ Hong Kong မှာရှိတဲ့ Hong Kong Baptist University ရဲ့ scholarship အကြောင်းကို discuss လုပ်သွားမယ့် panel discussion video လေးပဲဖြစ်ပါတယ်ဒီနေ့ညီမတို့နဲ့တူတူရှိနေတဲ့ guest speaker ကတော့အကိုလင်းသစ်ထုံးဖြစ်ပါတယ်အကိုလင်းသစ်ကတော့အခုလက်ရှိ Hong Kong Baptist University မှာ scholarship နဲ့ full scholarship နဲ့တက်ရောက်နေတဲ့student တယောက်ပဲဖြစ်ပါတယ်ရှင့်ဆိုဒီနေ့မှာတော့ညီမတို့ကအကိုလင်းတဲ့နဲ့တူတူဒီ Hong Kong Baptist University နဲ့ပတ်သက်တဲ့ဒီ scholarship နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီး student life အကြောင်းတွေကိုquestion လေးတွေမေးပြီးတော့တူတူ explore လုပ်သွားမှာပဲဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့အကို ready ဖြစ်ပြီလားမသိဘူးရှင့်ဟုတ်ကဲ့ဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲဆိုလို့ရှိရင်ညီမတို့ရင်ဦးဆုံးဒီ scholarship ကိုပေါ့နော်အကိုအနေနဲ့ဘာလို့apply လုပ်ခဲ့ရလဲပြီးရင်အခုဒီ scholarship apply လုပ်နေတဲ့ဒီ journey လေးကရောဘယ်လိုမျိုးလေးလဲဆိုတာလေးတစ်ချက် share ပေးပါအောင်ရှင်ဟုတ်ကဲ့အကိုကအရင်ဒီ HKPU မတိုင်ခင်ကအရင် YTU ရန်ကုန် Technological University မှာ Mechatronic Engineering နဲ့တက်ခဲ့ရပါတော့ Bachelor အဲ့တော့ဒါပေမဲ့ COVID စဖြစ်တော့ကြတော့အကြောင်းအကုန်နားရလေအကြောင်းတွေအကုန်လုံးနား like so like I was just waiting and chilling but like also military coup လည်းဖြစ်တဲ့အတွက်ကြောင့်အကိုစဉ်းစားပါတော့ဒီအချိန်မှာတော့မဖြစ်နိုင်တော့ဘူး like other option တွေကို assess လုပ်ရအောင်မယ်တခြား option တွေစဉ်းစားရမယ်ပေါ့နော်အဲ့နဲ့နိုင်ငံခြားမှာရှိတဲ့အကြောင်းတွေကိုလိုက်ကြည့်ရဲengineering အကြောင်းတွေလိုက်ကြည့်ရဲပြီးရင် business အကြောင်းတွေလိုက်ကြည့်ရဲဘာလို့လဲ business ကိုလည်းငယ်ငယ်တွေကစိတ်ဝင်စားတော့ကြတော့ business sector ကိုလည်းတွားချင်တယ်ပေါ့နော်အဲ့ဒါနဲ့စဉ်းစားရင်းနဲ့ဟောင်ကောင်တွေ့ရဲစင်ကာပူတွေ့ရဲ like အများကြီးပဲတွေ့ရအောင်အများကြီးပဲ like ဘယ်က option တွေပြီး financial aspect တွေလည်းကြည့်ရတယ်ကိုယ့်ရဲ့ကိုငွေကြေးအဆင်ပြေလားမပြေလားကြည့်ရတယ် scholarship offer လုပ်လားမလုပ်လားကြည့်ရတယ်ပေါ့နော်အဲ့နဲ့ဟောင်ကောင်တော့တွေ့ရဟောင်ကောင်ကအခုဒီနောက်ဒီနှစ်ပိုင်းနေမှာ after like 2018 2019 like they offer a lot of scholarships like to international students so like အဲ့မှာတော့တွေ့ရပေါ့ even though like Hong Kong နေရစိတ်ကြည့်ရပြောကြရဲသုံးစိတ်ကြည့်ရ rent နေစိတ်ကြည့်ရအဲ့လိုပြောကြရပေါ့နော်ဒါပေမဲ့သူတို့ပေး scholarship နဲ့ compare လုပ်ကြည့်လိုက်တော့မဆိုးပေါ့အဲ့နဲ့ပြီးတော့အကိုလိုက်ရှာကြည့်ရောပေါ့ HKPU Baptist University ရဲ့info session sharing တခုရှိရ webinar မြန်မာ student တွေ info share ပေးရ session တခုရှိရအဲ့နဲ့ကိုအဲ့ဒါကို join လိုက်တယ်အဲ့တော့ join လိုက်ပြီးတော့じゃမှာ HKPU အကြောင်းလေ့လာတယ် HKPU ကဘယ်လို scholarship တွေ offer လုပ်တယ်ဘယ်လို deadline တွေရှိရဘယ်လို major program တွေရှိရပေါ့အဲ့ဒါနေရှောက်ပြသွားတာပါဟုတ်ကဲ့ပါကို share ပေးရတဲ့ကျေးဇူးတင်ပါတယ်ဆိုကိုဒီ scholarship ရှောက်ဖို့တော့ပေါ့နော်ဆက်တူချင်ရနေပြီးတော့ရှောက်တဲ့ချိန်ကိုဘယ်လိုများ prepare လုပ်ခဲ့လဲမသိဘူးရှင်အဲ့ဒါလေး share ပေးပါဆက်စချင်းရှောက်တဲ့ကနေပြီးတော့ကျောင်းစတက်တဲ့ year ကနေတော့တစ်နှစ်လောက်တော့ကြာတယ်စုပေါင်းတူတဲ့ year အဲ့တော့ time လေးက time ကတော့နေရှိရဘာလို့ scholarship application မို့လို့ပုံမှန်ကိုကျောင်းတက်ပါညာဆိုရင် like visa လျှောက်ပါညာဆိုရင်တော့ပို့ပြီးတော့မြန်တယ်ဘောနော်တခြားနိုင်ငံရေးခြားကျောင်းနေဆိုရင်တော့ဒါပေမဲ့အဲ့တစ်နှစ်ကြာတော့သတိပြုရမယ်အားကြောင့်မို့လို့လျှောက်တဲ့လူတွေကိုအခုတည်းကစလျှောက်စေချင်တယ်ပေါ့အဲ့လိုမြန်လျှောက်နိုင်များလျှောက်တင်တယ်ပေါ့ဘယ်လိုဟိုစလျှောက်တာကြတော့ October လောက်မှာစလျှောက်တာသူက HKPU application က3မျိုးရှိရပေါ့ deadline 3မျိုးရှိရ early admission mid admission နဲ့ late admission ဆိုရှိရ early ဒါပေမဲ့သူတို့က rolling basis နဲ့တွားရတဲ့အတွက်ကြောင့်လျှောက်တဲ့လူတွေအမြန်လျှောက်တင်တယ်ပေါ့ဥပမာ early နဲ့သူတို့ quota ပြည့်သွားရင်quota ပြည့်သွားရင်သူတို့ကဆက်လက်မခံတော့ရရှိရဥပမာကိုယ့်ရဲ့ qualification ဘယ်လောက်ကောင်းကောင်းမကောင်းကောင်း they don't care anymore because like they're giving scholarships you know ဆိုတော့အကွာတော့အဲ့ early admission မှာလျှောက်လိုက်တယ် early admission လျှောက်တော့သူတို့ကို contact လုပ်တယ်ပေါ့သူတို့စီမှာ HKPU မှာမြန်မာကျောင်းသားတွေအတွက်တည်တံ့ထားပေးထားတဲ့ admission manager တယောက်ရှိတယ်အဲ့ admission manager နဲ့ like directly in contact လုပ်တယ်ပြီးရင်လိုအပ်တဲ့ document တွေကိုတောင်းတယ်ပေါ့သူတို့ကအဲ့နဲ့အကိုက personal statement တွေရေးရတယ် cover personal statement တွေရေးရတယ်ပြီးရင် recommendation letter တွေလိုက်ရှာရတယ်ပြီးရင်လိုအပ်တဲ့ကိုယ့်ရဲ့ certificate တွေ qualification တွေပေးရတယ် transcript တွေပေးရတယ်ပြီးတော့အကိုကျတော့ gap year တွေလည်းရှိတော့ကြတော့ like ဘာလို့ gap year ရှိရဲဘာညာ explain လုပ်ရတယ်ပြီးဒီ gap year မှာဘာတွေလုပ်ထားရပေါ့ coursework တွေချပြရတယ် external curricular activity တွေချပြရတယ်ပေါ့အဲ့ရောရှိခဲ့ပြီးတော့ဖြောက်ပြီးတော့အကိုတလားကြာမှာတလားကြာမှာ like interview ရတယ်ပေါ့ interview လာခဲ့ပါဆိုတော့ interview လာသူတို့ interview က deadline တော့နည်းကတ်တယ် interview ကိုသူတို့မေးပို့ပြီးချင်းမှာ2ရက်3ရက်အတွင်းလောက် interview သွားရတယ်
so like အဲ့ချိန်မှာ prepare လုပ်ရပါဘောနော်ပြီး interview ပြီးရဲ့အချိန်မှာနှစ်ပတ်တိမှာကျောင်းသားတိုင်းအတွက်နှစ်ပတ်တိမှာသူတို့ email တစ်ဆောင်ပြန်ပို့တယ် reply email ပေါ့ like offer ရမရ scholarship ပေးမပေးဆိုပြီးတော့ပို့ရပေါ့အဓိကတစ်ချက်သတိထားမှာကြတော့ဟို scholarship application ကပုံမှန် application နဲ့တူပဲအဲ့လိုခွဲပြီးတော့ scholarship လိုချင်ပါတယ်ဆိုပြီးတော့ရှောက်ဆရာမလို့ HKPU ကျောင်းကို admission ရှောက်လိုက်တာနဲ့သူတို့ကကိုယ့်ရဲ့ qualification ဘာညာ check လုပ်ပြီးတော့တခါရဲ scholarship worthy ဖြစ်ရင် scholarship ပေးရအဲ့လိုပုံစံ ဟုတ်ကဲ့အဲ့ဆို financial statement တွေပါရောပြစရာမလိုဘူးပေါ့နော်financial statement တွေကတော့မပြရဲအဲ့လို application ပြီးတော့သူတို့ school like their acceptance ပေးပါတယ်ဆိုအဲ့လိုမှာပြရတော့ပုံများတယ် financial statement တွေရောပြရတယ်ဒါပေမဲ့အစပဲနေရတော့မပြရအကို case မှာတော့မပြခဲ့ရဘူးဟုတ်ကဲ့ကိုအဲ့ဆိုဒီ scholarship က merit base လို့ပြောရင်ပုံမှန်မလားမသိဘူးအဲ့လိုတော့ပြောလို့ပိုအဆင်ပြေမယ်ထင်တယ်ဟုတ်ပြီးတော့လေခုနကပြောခဲ့scholarship prepare လုပ်တာတစ်နှစ်ကြာတယ်ဆိုတော့လေအဲ့ဒါက deadline မတိုင်ခင်တစ်နှစ်လောက်ကြိုပြီး prepare လုပ်ကြတာကိုပြောရလားဒါမှမဟုတ်ကျောင်းစားတဲ့အချိန်နဲ့တစ်နှစ်ကျောင်းစားတဲ့အချိန်ကိုပြောရတယ်deadline ဟို application မတိုင်ခင်ကတော့အခု prepare လုပ်တာတော့အရင်ရောမကြောက်တစ်လပဲလောက်ပဲကြာခဲ့နော်ဘာလုပ်ခဲ့ရတယ်ဆိုတော့အဓိကတော့transcript ယူရတယ် transcript ယူရကြတော့ကိုကျောင်းတွေကမြန်မာကျောင်းတွေယူရခက်တယ်လေတချို့တွေမပေးချင်တာရှိတယ်အဲ့ deadline တွေအဲ့အားယူရတယ်ပြီးရင် recommendation letter တွေတောင်းရတယ်ပေါ့နော်ပြီးရင်တခြားဟာတွေ note ပြန်ရရရှိရယ်ပြီးရင် personal statement အဲ့လို application ထဲမှာတော့ personal statement အရေးကြီးလို့ကိုထင်တယ်ဘာလို့ဆိုတော့ personal statement ကိုယ့်ရဲ့ application determination ရဲ့30% 40% လောက်ထိသွားတယ်ကိုယ့်ရဲ့ကိုယ့်ရဲ့ school qualification နဲ့ compare လုပ်ရင်ပေါ့နော်အဲ့ကြောင့်မို့ဟိုအကြံပြုချင်တာကတော့ရှောက်တဲ့လူတွေအကုန်လုံး person statement ကိုကောင်းကောင်းရေးသိချင်တယ်ကောင်းကောင်းရေးသိချင်တယ်ဆိုတာ like don't be generic you have to be like genuine and like true to yourself like you have to showcase your story ကိုယ့်ရဲ့ story က unique ဖြစ်နေမှာကိုကဒီကြောင်းကိုဘာလို့ scholarship as recipient အနေနဲ့ worthy ဖြစ်တယ်ပေါ့အဲ့လိုအဲ့ကြောင့်မို့ကို case တော့ဆိုရင်လည်းကိုယ့်ရဲ့ personal statement ကိုတခြားလူတွေနဲ့ proofread လုပ်တယ်နှစ်ခါသုံးခါ proofread လုပ်တယ်ပေါ့အဲ့ကြောင့်မို့ proofread လုပ်ဖို့မကြောက်ကြပါနဲ့ or like take advice from other people as well yeah Okay, that's a very useful advice to me personally. Okay, and now the question လေးကကြတော့ဒီ scholarship application မှာပေါ့နော်ဆိုတော့ကိုယ့်ရဲ့ application မှာဘယ်အရာတွေကကို stand out လုပ်စေခဲ့တယ်လို့ထင်လဲပြီးတော့ကိုဒီ academic excellence နဲ့ဒီ extracurriculars နဲ့မှာဆိုရင်ဘယ်ဟာကဒီ scholarship ရဖို့အတွက်ဟိုအရေးကြီးလဲပေါ့ဒါမှမဟုတ်လဲအခုကပြော personal statement ကပဲအနှစ်ခုလုံးကိုoutweigh လုပ်တာပေါ့နော်ဘယ်ဟာ always လုပ်တယ်ဆိုတာတဲ့အကုန်လုံးက balance contribute လုပ်တယ်လို့တော့အခု perspective ရတယ်ပေါ့နော်ဘာလို့ဆိုတော့အကိုရဲ့ qualification ရဆိုရင် school base ကိုဟိုအထက်တန်း high school qualification နဲ့ရှောက်တာဟိုအဲ့လို IGCSE တို့ IB တို့ဘာလို့နဲ့မဟုတ်ပဲနဲ့အားကြောင့်မလို့အရန်ကြာသွားပြီဆိုရင် HR မှာဘာလုပ်ခဲ့တဲ့ extracurricular activity ဟိုထည့်လျှောက်တယ်ပြီးရင် organizational experience တွေထည့်လျှောက်တယ်ပြီးရင် community service လုပ်ခဲ့ရပါထည့်လျှောက်တယ် so like I apply as a like well-rounded person so like they care more about that actually like ကျောင်းနေပြီးတော့ကျောင်းသားတွေလျှောက်တဲ့ခါကျရင်တို့ကအိမ်မှာပဲအိမ်မှာအခန်းထဲမှာပဲနေပြီးစာလုပ်တဲ့လူထက်အဲ့လို well-rounded ဖြစ်တဲ့ socialize လုပ်တဲ့လူတွေကိုသဘောကျရပေါ့နော်အဲ့လိုသဘောကျတခြား like organizational experience ရှိမယ် community service community club တွေမှာ leader ဖြစ်တဲ့လူတွေကိုသဘောကျရပေါ့ကိုကိစ္စဆိုတော့အဲ့လိုအကိုလုပ်တဲ့အပြင် organizational experience တွေမှာ like leader အဖြစ်လုပ်ခဲ့ရရှိရဲအဲ့ဆိုတော့အရေးပါတယ်ပေါ့ပြီးရင်application process ရဲ့ result ကလေ interview ကလည်းအရေးကြီးတယ်လို့ပြောထင်တယ် interview ကလည်း like 30% လောက်ထိသွားတယ်ဘာလို့လဲဆိုတော့သူတို့ကအဲ့ interview မှာလည်း determine လုပ်လာခဲ့ဘာလို့ခုနခု question ကိုခုနခုရှစ်ခုလောက်ပဲမေးရမိနစ်20လောက်ပဲကြာရဆိုပေမဲ့ like they can see who you really are like ကိုပေးထားတဲ့ person statement နဲ့တူလားမတူလားဆိုတော့သူတို့မြင်နိုင်တယ်ပေါ့နော် interviewer ရ so like interview ရပြီဆိုရင်လည်းတခြားပြင်ဆင်ပါပြီးရင်တခြားလူနဲ့ consult လုပ်ပါကို interview ဖြေမဲ့အားပေါ့နော် question တွေ prepare လုပ်မယ်ပြီးရင် answer တွေလည်း prepare လုပ်မယ်ပေါ့ပြီးရင်တခြားလူနဲ့ consult လုပ်ကြည့်ပါဟိုဆိုရင်ကိုကဖြေရအဆင်ပြေလားမပြေလား like ပြီးတော့ကျောင်းဘယ်လောက်တည်လဲlike ကိုတက်မဲ့မိချာကျောင်းဘယ်လောက်တည်လဲဆိုတော့လေးလာထားတင်တယ်တော့ထင်တာပေါ့နော်ဟုတ်ညီမ
you're muted. Okay, thank you. So it is a little surprising for me because Hong Kong လို့ပါလို့ဆိုဒီ Asia နိုင်ငံကြီးဆိုရင်ညီမတို့ထင်တာကဒီ academic excellence ကပိုပြီးအရေးကြီးတယ်လို့ထင်တာများတယ်ပေါ့နော်။အဲဆို Asia နိုင်ငံတွေဖြစ်တယ်။ and Okay. သူတို့ဒီညီမ requirement check လိုက်လို့ရှိရင်လည်းဟိုဒီ IB ဆိုလည်းဒီလောက် scale ရမယ်ဆိုတော့မျိုးရှိထားတာရှိရလေ။ဒါပေမဲ့ HKB ကကြောင့် holistic admission ဆိုတဲ့အတွက်ထူးခြားတယ်လို့ပြောလို့ရတယ်ပေါ့နော်။ ထူးခြားတယ်လို့ပြောလို့ရတယ် like တခြား HKU တို့ CUHU ဘာတော့ပို့ပြီးတော့ qualification တော့ပို့ queue ဆိုင်တာပေါ့နော်ဒါပေမဲ့ HKB ကတော့ like well rounded people တွေကိုပို့ queue ဆိုင်တယ်လို့ထင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါနောက်တစ်ခုကတော့ညီမတို့ scholarship အခုပေါ့နော် scholarship ရှောက်နေတဲ့အချိန်တွင်မှာတခြားမျိုးအခက်အခဲတွေများရှိခဲ့လားမသိဘူးပေါ့နော်အဲ့လိုအခက်အခဲရှိခဲ့ရင်အခုအနေနဲ့ဘယ်လိုရင်ဆိုင်ခဲ့လဲမသိဘူးရှင်အခက်အခဲကတော့အဓိကတော့မီးပြတ်တာပေါ့အဲ့တော့အရန်မီးပြတ်တော့ကြတော့ like သူတို့ ਨੇ like ဟိုဘက်ကျောင်းတွေပါရင်လည်း contact လုပ်ဖို့ဆိုရင်အဲ့တော့နည်းနည်းခက်တယ်ပြောလို့ရတယ် like email ပို့ရင်တော့ like အခက်အခဲသူတို့တောင်းတဲ့ document တွေပါဆိုလဲ like delay မဖြစ်အောင်အရင် queue ဆိုင်ရပေါ့နော် deadline ကျော်သွားရင်ဘာညာဆိုရင်လည်းကိုယ့်ရဲ့ impression ကြအောင် impression ကြတော့အဲ့လို like အဆင်မပြေ scholar မရဘာညာအဲ့လိုလဲဆိုရင်ပြီးရင်တခြား person စိတ်မှတ်အကိုလည်း person အဲ့မတိုင်ခင်တော့ person စိတ်မှတ်တစ်ခုနောက်ခုလောက်ပေးဖို့တော့အကိုရဲ့ person စိတ်မှတ်အဲ့တော့တော်တော်ဆိုးဆိုးပဲတော်တော်ဆိုးပဲ so like I had to get it proofread so like အဲ့ရကိုကနေတစ်စင်တုံးကို improve ရင်းနဲ့မှအဆင်ပြေလာပါတော့အဲ့ကြောင့်မို့ proofread ရကိုမရှက်ကြပါနဲ့ပြီးတော့ deadline ပြီးတော့ဘာရှိတယ်လဲဆိုရင်ကို be genuine and like be genuine to yourself like you have to really showcase like who you really are like no need to lie about it ဟုတ်ကဲ့ပါရှင်အခု proofread လုပ်တာကြတော့ဘယ်လိုမျိုး agent တွေဘာတွေနဲ့လုပ်လာဒါမှမဟုတ်ကိုယ့်ရဲ့ဒီတငယ်ချင်းတွေဆရာမကြီးလည်းပဲလုပ်ဖြစ်တယ်ဒီအကွာတော့agent နဲ့လည်းတစ်ခါလုပ်ခုရယ် agent နဲ့တစ်ခါလုပ်ပြီးရင်ကိုsenior နဲ့လည်းလုပ်ခုရယ်တခြားနိုင်ငံstate ဆိုပါတော့မှတက်နေတဲ့ senior ကိုရင်းနဲ့လည်းလုပ်ခုရယ်ပြီးရင်ဟောင်ကောင်မှာတက်နေတဲ့တငယ်ချင်းတယောက်နဲ့လည်း proofread လုပ်ခုရယ်ဆိုတော့3ခါလောက်ထိအောင် proofread လုပ်ခုရယ်ပေါ့အခုဟိုကကြတော့ဟုတ်ကဲ့ပါကဲ့အဲ့ဆိုရင်နောက် question လေးကတော့ညီမ scholarship ရပြီးသွားရင်ပေါ့နော်ဆို scholarship ရပြီးသွားပြီဆိုရင်ဒီ specific GPA တခုကို maintain လုပ်ဖို့လိုလားပေါ့ဒါမှမဟုတ် GPA မှမဟုတ်ဘဲနဲ့တခြားဘာတွေကိုဘက်က OB လုပ်ဖို့လိုလဲပေါ့နော် like တခြား regulations တွေပါအဓိကကတော့သူတို့ offer letter မှာ state လုပ်ထားရပေါ့scholarship ရပြီးရင် yearly like CGPA ကိုထိန်းထားရမယ်ပေါ့နော် CGPA ကတော့ accumulated GPA ပေါ့နော်အဲကြောင့်သူတို့ကout of 4မှာ3 at least 3ရမယ်ဟုတ်ကဲ့3 out of 4ဖြစ်ရမယ်ပေါ့ every year ပေါ့နော်အဲကြောင့်မှသူတို့က scholarship ကို renew လုပ်တာပေါ့ပုံမှန် scholarship ကသူတို့က offer လုပ်ရင် 1 year ပဲ offer လုပ်တယ်ဒါပေမဲ့ scholarship ကို GPA maintain လုပ်နိုင်ရင်သူတို့က yearly renew auto renewal ဖြစ်သွားပြီပေါ့နော်အဲကြတော့ like actually like 3 is not that difficult but like it's somewhat you have to maintain it so like not very easy but not difficult yeah okay ပါတခြားmaintain လုပ်ရတဲ့လိုက်နိုင်ရတဲ့ rules တွေရှိသေးလားတခြား maintain လုပ်ရတော့အဲ့တော့မရှိဘူးဒီကတော့ GPA ပဲဟုတ်ကဲ့နောက်တစ်ခုကတော့ဒီပါပေါ့နော်ဒီ scholarship ကို apply လုပ်လို့ရှိရင်ဒီတော်တော်များများဖြစ်လုပ်တတ်တယ်ပေါ့နော် common mistake လေးရောဘာလေးနာဖြစ်မယ်လို့ continue မသိဘူးရှိအကိုခုနပြောလို့ပဲ personal statement နဲ့ interview ပေါ့ဟုတ်ကဲ့ personal statement နဲ့ interview က personal statement က like very generic ဖြစ်တာရှိရဲဥပမာအဖြစ်ဘယ်လိုဖြစ်တယ်လဲဆိုတော့ကျွန်တော်နာမည်ဒါပါကျွန်တော်ဒီကြောင်းတက်ပါကျွန်တော်ဘာကြီးလုပ်ဘူးရဲဒီလောက်ပဲခြာရဲကျွန်တော်ဘာကြောင်းဒီကြောင်းတက်ပါအဲ့လိုဆိုရင် very generic and like very ordinary you know like but you have to come up with the story ဘယ်လိုလဲဆိုတော့ဘာလို့ဒီကြောင်းကိုတက်ဖို့กว่าထိုက်တန်တယ် qualify ဖြစ်တယ်ဆိုတော့ရှေ့ကကိုဘာလို့ qualify ဖြစ်တယ်တခြားလူတွေထက်ကိုကဘာလို့ stand out လုပ်တယ်ဆိုတော့ကိုယ့်ရဲ့story နဲ့ထွက်လာမယ်ပေါ့နော်ဘယ်လိုကြောင်းရဲ့ကို့မှာဒီမှတ်ရလို့ဒီကြောင်းတက်တင်ပါရဲဆိုတာတခုရဲ့နဲ့မဖြစ်တင်ဘူးပေါ့အဲ့လိုရှိမယ်ပြီးရင် interview မှာ like ကိုကရှက်နေရမလို့ကြောက်နေရမလို့တချို့မြန်မာကျောင်းသားတွေဆိုရှိရလေ like မြန်မာမို့လို့ like ကို like
impress ဖြစ်မယ်မထင်ကြဘူးပြီးရင် first impression နဲ့ကြတယ်အဲ့လိုမဟုတ် like they treat everyone equally the same so like you just have to like showcase like your true qualifications like in interview ma like be relaxed be genuine and like talk to your interviewers like talking to your peers so yeah အဲ့လိုမျိုးရရှိကြတယ်အခုအဲ့လိုကြုံမှုရဲ့ experience ရဆိုရင်အခုတကယ်ကြောက် like interview မှာ like interviewer မေးရယ်ဒီကြောင်းကနေပြီးတော့ what do you expect from HKPU and then he replied like I expect nothing so like it's not a very good and ideal answer so yeah အဲ့ဆိုဒီဗီဒီယိုလေးတော့ပေါ့နော်ဒီ episode 1အတွက်နောက်ဆုံးဗီဒီယိုနောက်ဆုံး question လေးနေနေဆိုရင်အခုအနေနဲ့ဒီ scholarship ကိုဒီနှစ်ထဲမှာ apply လုပ်မယ့်အကြောင်းသားတွေအတွက်ဘယ်လိုမျိုး advice လေးများပေးချင်တယ်မသိဘူးရှင် don't delay the application at all like don't work at the end of the deadline so like because like scholarship ကဒီ HKBU scholarship က rolling business အတွက်တော့ကြောင့် just do as soon as possible if you are thinking about it just apply as possible because like application fee ကလည်းဘယ်လောက်မှလည်းမကုန်ဘူး like ကိုယ့်ရဲ့ဒါ personal statement တွေပါရရင်နောက်ကျရင်လည်းရေးရမှာပဲဆိုတော့ yeah ကိုယ့် apply လည်းရေးရမှာပဲဆိုတော့ဒီကြောင့် apply ထားပြီးမှကို other option တွေရှိရင်လည်းနောက်မှစဉ်းစားပါတော့ but ဒါကို apply တင်တယ်apply application period စနဲ့ apply ပါလို့ကိုကတော့အကြံပေးခြင်းတယ် okay application ကဟိုဒီ2026အတွက်ဆိုလို့ရှိရင်ဘယ်လိုလောက်စမလဲဒီ ဘာလို့ဆိုမယ်တော့သူတို့ကို early application လုပ်ခဲ့တယ်လို့မျိုး October September October လောက်စလောက်တယ်အဲ့ရမို့အဲ့မတိုင်ခင်မှာသူတို့က August ဒါမှမဟုတ် July မှာဆိုရင်အဲ့ page တွေကနေပြီးတော့ HKPU မြန်မာကျောင်းသားတွေအတွက် HKPU info session ရှိရဆိုပြီးတော့အဲ့လို post တွေတက်လာတတ်တယ်တစ်ခုနှစ်ခုလောက်တက်လာတတ်အဲ့လိုဟာတွေတွေ့ရင်Zoom meeting join မှာပြီးရင်လေ့လာပါပြီးရင်သူတို့က apply လုပ်ရပြီဆိုတော့ apply ပါ okay ပါ okay ဒါဆိုရင်တော့ဒီ scholarship နဲ့ပတ်သက်တဲ့ question လေးတွေကတော့ဒီလောက်ပါပဲရှင်အဲဆိုညီမ episode 1ကိုဒီမှာပဲရပ်လိုက်ပြီးတော့ episode 2မှာတော့ဒီ HKPU student life အကြောင်းကိုပို့ပြီးတော့အသေးစိတ်ပြောပြပါမယ်